မင်္ဂလာပါခင်ဗျကျွန်တော် AT နေယူရခိုင်သတင်းကဖြစ်ပါတယ်ဒီနေ့မိအွန်လိုင်းရဲ့လောက်ရအမှားတွေကိုကျွန်တော်တို့ထောက်ပြသွားမှာဖြစ်ပါတယ်ပြည်သူတွေကိုရဲရဲစစ်စစ်ဘုံကျစ်တပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ဇွန်လ10ရက်နေ့က2025လုံးတော့တဲ့အကြောင်းအရာဟာဆိုလို့ရှိရင်တိတ်ပွေတစုံတရာမရှိဘဲနဲ့ဒီဟာမှာတက်တက်မဲမဲနဲ့နေပြီးပြည်သူတွေကိုရဲရဲစစ်စစ်ဘုံကျစ်တပ်ဖြတ်မှုမှာသူတို့ကနေပြီးသူတို့ကိုယ်တိုင်ဒီလေဒဏ်ကြောင့်နေပြီးအပိုက်ခတ်ရစေထားပါတယ်ဆိုတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်ပြောပြီးတော့အခုသူတို့ကိုယ်တိုင်သူတို့လုပ်တဲ့ဟာကိုသူတို့ကိုယ်တိုင်ထောက်ဖြစ်တဲ့ပြည်သူကိုပိုက်မှတ်ထားပြီးတော့လုပ်လာတာကိုကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြတော့ဖြစ်ပါတယ်一拖拉一弄，能拖拉一。စိတ်ကောင်စီကပြည်သူတွေရဲ့အသက်ဥအင်စစ်စင်ကိုကာကွယ်မယ်လို့ပြောဆိုပြီးတန်တွေကအရသာများနဲ့နေထိုင်ရာနေရာသုံးခုကိုညအရှင်ဘုံကိတဲ့အတွက်တက်12နှစ်အရွယ်မိန်းကလေးငယ်တဦးအပါအဝင်4ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဇွန်လ10ရက်2025အကန့်ဘက်စိတ်ကောင်စီကပိုက်ကတိုက်ခိုက်မှုရရှိမှုပညာရှက်တိမှာပြည်သူလူထုရဲ့အသက်ဥအင်စစ်စင်ကိုကာကွယ်မယ်လို့ပြောဆိုပြီးလက်တွေ့မှာရခိုင်ပြည်တန်တွေမြို့နယ်မှာစိတ်ပိရှောင်တွေခိုလုံနေတဲ့ကြီးရွယ်နှစ်ခုကိုညနေအချိန်ဂျက်တိုက်လျက်နဲ့ဘုံကျစ်တိုက်ခိုက်တဲ့အတွက်အသက်12နှစ်အရွယ်မိန်းကလေးငယ်တဦးအပါအဝင်4ဦးသေဆုံးပြီးဒဏ်ရာရသူကတော့10ဦးထိရှိခဲ့ပါတယ်နော်6ဦးမှဒဏ်ရာပြင်းထန်ပြီးရှိခဲ့ပါတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်စက်ကောင်စီလေရဒီဇွန်လ9ရက်နေ့ည10:00နာရီကျော်ကတန်တွဲမြို့ကြီးရခင်ဆိုင်သဆုဆောင်ရဌာနအဆောက်အဦအပါအဝင်ကြောက်ကြီးနဲ့ပဇွန်ဖြေကြီးရွာတွင်ရှိစိတ်ပြီးရှောင်တွေခိုလုံနေတဲ့စာတင်ကျောင်းတွေကိုဘုံကြီးတက်ခဲ့တာဖြစ်ပါတယ်ခင်ဗျကျောင်းကြီးရွာဘုံကြီးမှုဖြစ်စေအတွက်နော်စံတင်ကြီးရွာကနေကျောင်းကြီးရွာမှစိတ်ပြီးရှောင်နေကြတဲ့မိသားစုနော်တစုတည်းကဦးထွန်းဝမ်42နှစ်နဲ့ဒေါ်နှင်းဝေခန့်43နှစ်မအေဘီမိုး12နှစ်တို့တည်ဆုံခဲ့ရပြီးမောင်ရွှေလေးရွာကနေကျောင်းကြီးရွာမှာစိုက်ပြီးရှောင်နေတဲ့ဒေါ်အပု48နဲ့တည်ဆုံခဲ့ပါတယ်ဆိုတော့ဒါအပြင်ကျောင်းကြီးရွာမှာနေထိုင်သူ6ဦးဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီအထိမှာခါဦးမှာဒဏ်ရာပြင်းထန်ပြီး